မင်္ဂလာပါကျွန်တော်ဒီနေ့လာမယ့်စီဇန်နှစ်တွင်ကဘာကြီးကိုကြီးကြီးမားမားပြောင်းလဲပေးနိုင်မယ့် content နည်းပညာကို share လုပ်တော့ပါမယ်ယူပါဗေဒဘာသာရပ်မှာကျွန်တော်စွမ်းအင်ရဲ့အသေးငယ်ဆုံး unit ကို quantum လို့သတ်မှတ်ထားပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကရေကဲလို့စီးစင်းနေပြီမဲ့အတန်ရဲ့သဘောတရားမှာ quantum နေရာအထုပ်ပူလေးလေးလိုပဲသူ့နေရာနဲ့သူတည်တည်ငြိမ်ငြိမ်ရှိနေကြပါတယ်အလင်းမှာပါဝင်တဲ့အသေးငယ်ဆုံးစွမ်းအင် unit proton ကိုကျွန်တော်အလင်း quantum လို့သတ်မှတ်ထားပါတယ် quantum နည်းပညာဆိုတာကျွန်တော်အမုံတစ်ခုဟာညီတို့ပဲကွာဝေးနေပါစေတစ်ခုနဲ့တစ်ခုဟာဆက်ဆက်နေတယ်ဆိုတဲ့သဘောတရားကိုကျွန်တော်လက်ခံထားကြပါတယ်ကျွန်တော်တို့တင်းချက်လက်တွေကို quantum နည်းပညာအဖြစ်တူးနဲ့တူပေးပို့တဲ့အခါမှာပို့ပြီးမှလုံခြုံမှုရှိပါတယ်တစုံတစ်ယောက်ကခူးယူဆက်သွယ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး quantum နည်းပညာကိုစေဝါအသစ်များရှာဖွေတဲ့နေပင်မှာအသုံးပြုကြပါတယ်ဓာတုဗေဒဓာတ်ပေါင်းတွေကိုကျွန်တော်ကွန်ပျူတာဖြစ်စမ်းသပ်တဲ့အချိန်မှာအချိန်နဲ့ကုန်ကျစရိတ်တွေကိုတက်တာစေတာအကြောင်းဖြစ်ပါတယ်နည်းပညာနေပင်မှာကျွန်တော် Google နဲ့ IBM ကွန်ပျူတာတွေကကျွန်တော် quantum ကွန်ပျူတာ hardware များကိုစတင်ပြီးတော့မှတည်ဆောက်နေဖြစ်ပါတယ် CD brand ပေါ့နော် Mercedes ကားတွေရဲ့နောက်ထပ်ထွက်လာမဲ့မျိုးဆက်တွေမှာကျွန်တော် battery အတွက်ကျွန်တော်တို့ quantum နည်းပညာကိုအသုံးပြုလျက်ရှိပါတယ်ရင်ကြောပိတ်ဆို့မှုချွတ်ချရေးလမ်းကြောင်းအတွက်လည်းစမ်းသပ်တဲ့နေရာမှာ quantum နည်းပညာကိုအသုံးပြုလျက်ရှိပါတယ် quantum internet ဆက်သွယ်ရေးနည်းပညာကိုကျွန်တော်နယ်သာလန်နဲ့တရုတ်နိုင်ငံတွေမှာကျွန်တော်စမ်းသပ်ပြီးတော့မှတည်ဆောက်နေပါတယ်ကျွန်တော်အတစ်ထွက်ရှိလာမဲ့ကျွန်တော် Samsung Galaxy quantum series phone တွေမှာလည်း quantum နည်းပညာကိုစတင်တွေ့ရှိဖို့ရှိပါတယ်ကျွန်တော် smart home တွေနဲ့ကျွန်တော် smart industry တွေမှာတော့ဒီ quantum နည်းပညာ sensor quantum sensor တွေနဲ့ကျွန်တော်တို့စပြီးတော့မှလေပတ်နေပြီဖြစ်ပါတယ် quantum နည်းပညာကိုကျွန်တော်စေဝါအသစ်များရှာဖွေတဲ့နယ်ပယ်ကျွန်တော်ရာသီဥတုခန့်မှန်းတဲ့နယ်ပယ်နောက်ကကျွန်တော်ရှုပ်ထွေးတဲ့တင်ချာပုတ်စာတွေကိုတွက်ချက်တဲ့အခါမှာကျွန်တော် quantum computing နည်းပညာကိုကျွန်တော်စတင်ပြီးတော့မှအသုံးပြုနေဖြစ်ပါတယ်အနည်းချုပ်ပါကကျွန်တော် quantum နည်းပညာဆိုတာကျွန်တော်အမုံတစ်ခုတည်းမိမျှပဲကွာဝေးနေပါစေ superposition အခြေအနေနှစ်ခုတည်းတပြိုင်နက်တည်းဖြစ်နေတဲ့အခါမှာဆက်နွယ်နေတယ်ဆိုတဲ့သဘောတရားကိုကျွန်တော်အခြေခံထားခြင်းဖြစ်ပါတယ်